ဆောင်စည်းခွင့်ပေးတဲ့ဖျားခင်အားရှင်ကျေးကကျေးဇူးတင်နေလေတော်မှသစ္စာမပြတ်ဘူးနော်ခိုင်မြဲသောချစ်တွေနဲ့ကုံဆုံးလို့မသွားတဲ့မြတ်တာနဲ့ဝန်ခံပါတဲ့နေ့တယောက်ကိုပဲတက်ဆောင်ကြည့်ချစ်ပါမယ်ဒီကဘာမှမင်းပဲချနာသူလေးတည်ပါစေ